ထမဆုံး green screen photo ကျွန်တော်ဖုန်းတစ်လုံးနဲ့တောင်းပြီးဒီလိုလေးဗီဒီယိုရိုက်လိုက်မယ်ပြီးရင်အယိုးကြောက်ကောင်းပါတဲ့တပ်ပုံထောင်းလိုက်မယ်အဲ့ပြီးကက်ထဲတော့မယ်ပေါ့ကက်ထဲမှာကိုလိုချင်တဲ့ဗီဒီယိုရဲ့တပ်ပုံရဲ့ကိုယူလိုက်မယ်ယူပြီးရင်ကျွန်တော် overlay နှိပ်မယ်ဗီဒီယို overlay နှိပ်မယ်နှိပ်ပြီးတပ်ပုံကိုဗီဒီယိုနဲ့ညီဆွဲဆက်လိုက်မယ်အဲ့ပြီးတော့ကျွန်တော်ဒီအောက်ကဗီဒီယိုကိုကျွန်တော် remove pg ကိုတောင်းမယ်ပေါ့နော်chroma key ကိုနှိပ်မယ်ပြီး chroma key ကိုနှိပ်ပြီးတော့ကျွန်တော်ဒီအစိမ်းလေးကိုဆွဲလာစေရိုးချကောင်းပေါ်လာပြီးတော့အစိမ်းလေးမရှိရဲ့ထိကျွန်တော်နည်းနည်းလေး intensity ကိုတိုးလိုက်မယ်40ကျော်တော့ကျွန်တော်တိုးလိုက်တယ်နော် shadow လေးကိုလိုတလောက်ထည့်လိုက်ပါဒါဆိုတော့ရပြီပေါ့နော်တစ်ချက်စစ်ကြည့်လိုက်အောင်ရိုးချကောင်းတဲ့မျက်နှာနဲ့မတည့်တဲ့ကျွန်တော်နောက်ကရိုးချကောင်းလေးကိုညှိလိုက်ပါနော်အပေါ်ကမျက်နှာနဲ့တူအောင်ဒါဆိုတော့ကျွန်တော်ဆင်ပြေသွားပြီပေါ့နော်ဒီလိုရိုးရှင်းပြလွယ်ကူတဲ့ဗီဒီယိုအတီတင်လေးဆက်ပြီးတော့ကြည့်နိုင်ဖို့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like and follow လေးလုပ်ခဲ့ပြပါအောင်